ဓမ္မသဘင်အချိန်ခါကုသိုလ်ဝေယတရားတော်ကြီးတိုက်ကျွေးတော်မှာမြစ်ထေဆရာနမောဆရာတော်ဟာဓမ္မသဘင်ပလင်နံစံမြဲရကြွချီလာပြီးမကြာသာသနာပြုအကျော်မောဓမ္မဉာဏ်ရှိပြကုသလဒါနမေလံမြောသာသနာတသဓမ္မစရိယဝိနည်းဝိရုဒီဂာနိကာယဝိရုတရားဟောတရားပြကမ္မထာနာစရိယမောဂုတ်ဖွဲ့ချုပ်ဝေရုမဟာစံဤပမာအေဂျင်စီဓမ္မသဘင်ရင်မြတ်ထူမှာမြတ်တရားတွေဟောကြားတော့မှာဝိနည်းအဖြာဖြာနေနေကြတန်တရာဒုက္ခဝေမှာလွတ်မြောက်ဖို့ရာအထက်အောက်တခွင်ကျော်နမောဆရာတော်နမောဆရာတော်ဓမ္မသဘင်ပလင်နမောစံချီလာပါပြီယေဒနာရွှေစင်နမောဆရာတော်ဓမ္မသဘင်ပလင်နမောစံမြဲရကြွချီလာပြီနော်ရွှေစင်နမောဆရာတော်ဓမ္မသဘင်ပလင်နမောစံမြဲရကြွချီလာပြီနော်ယေဒနာရွှေစင်နမောဆရာတော်